အားလုံးပဲမင်္ဂလာပါတာလီဇတ်ပါထိုင်းမှာရှိနေကြတဲ့ကိုမြန်မာမျိုးတွေအတွက်စိန်ထဲကြောက်တဲ့ရွှေထဲအားလုံးကိုတနေရာထဲမှာစုံစုံလင်လင်ရရှိနိုင်တဲ့တင်ကီမိုးစိန်ရွှေရတနာဆိုင်ကိုကျွန်တော်ရောက်ရှိနေရမှာဖြစ်ပါတယ်ခင်ဗျာဆိုင်တွေကတူမမီထူးခြားစမ်းသစ်ပြီးတော့အများနဲ့မတူတဲ့အလှတရားတွေကိုပုံဖော်ပေးနေတဲ့တင်ကီမိုးစိန်ရွှေရတနာဆိုင်လုပ်ငန်းကြီးရာဆိုလို့ရှိရင်ရန်ကုန်မြို့မှာဆယ်စုနှစ်တည်ကျော်အောင်နာမည်ကောင်းတဲ့ဆိုင်ခွဲနဲ့ဆိုင်ဖွင့်လှစ်ထားနိုင်ခဲ့ပြီးတော့အခုဆိုရင်ဘန်ကောက်မြို့ဧကချန်လမ်းမကြီးပေါ်ကဘန်ဘောဈေးကြီးမှာဖွင့်လှစ်ထားပြီးတော့နာမည်ကောင်းတဲ့ရက်တီလေးရှိပါတယ်ခင်ဗျာတင်ကီမိုးမှာရှိတဲ့စိန်ထဲကြောက်တဲ့ရွှေတွေရာဆိုလို့ရှိရင်ကိုပိုင်ပရင်စိတ်ရုံကနေထုတ်လုပ်ထားတဲ့ရတနာပစ္စည်းလေးပဲဖြစ်ပါတယ်စမ်းသစ်လှပတဲ့အထက်တစ်ခုချင်းစီဖြစ်တည်လာဖို့အတွက်တစ်ဆင့်ချင်းကိုတင်ကီမိုး Diamond and Jewelry Founder ပရင်စရာတထေးကိုယ်တိုင်တေချာဦးစီးပြီးတော့ဒီဇိုင်းပိုင်းနဲ့လက်ရပိုင်းတွေကိုအလှပဆုံးဖြစ်အောင်ဖန်တီးပေးထားတာပဲဖြစ်ပါတယ်တင်ကီမိုးမှာရှိတဲ့စိန်ထဲကြောက်တဲ့ရွှေတွေကပေးရတဲ့ဈေးနဲ့တန်အောင်အရေးသွေးပိုင်းကို100%အပြည့်အဝတာဝန်ယူပြီးတော့ခတ်လုပ်ထားတဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်မြန်မာပြည်မှာဝယ်သလိုစိတ်ကြိုက်ရွေးချယ်ပြီးတော့တိကျတဲ့ရွှေခိုင်မာတဲ့အာမခံချက်တွေနဲ့အတူမြန်မာရွှေမြန်မာလက်ရများကိုတင်ကီမိုးမှာဝယ်ယူနိုင်ပါတယ်ခင်ဗျာတင်ကီမိုးရှိဘန်ကောက်မှာရှိတဲ့တင်ကီမိုးဆိုင်ကဝယ်ယူထားတဲ့ပစ္စည်းတွေကိုအကြောင်းမျိုးကြောင့်မြန်မာပြည်ကိုပြန်အောင်လို့အလဲရောင်းလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရန်ကုန်မှာရှိတဲ့တင်ကီမိုးဆိုင်ခွဲနဲ့ဆိုင်လုံးမှာအလဲရောင်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အသိပေးလိုပါတယ်ခင်ဗျာရတနာဆိုတင်ကီမိုးစိတ်ရွှေရတနာဆိုင်နာကြီးအခုလိုအမခံချက်ပြောရရှိတဲ့တင်ကီမိုးစိန်ရွှေရတနာဆိုင်ဆိုလို့ရှိရင်ဘန်ကောက်မြို့ဘန်ဘော်ဈေးမှာဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်ထိုင်းမှာရှိနေကြတဲ့မြန်မာလူမျိုးတွေအားလုံးယုံကြည်စိတ်ချပြီးတော့လာရောက်အားပေးလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အသိပေးလိုပါတယ်ခင်ဗျာဆိုင်နာကြီးတင်ကီမိုးရတနာဆိုတင်ကီမိုးစိတ်ရွှေရတနာဆိုင်နာကြီးစိတ်ရွှေ